တနန်းသွားတော့ကမိုးရွာနေရတဲ့ဒီဟိုယန်မြို့လေးကိုရောက်ခဲ့တယ်ပေါ့နော်သူတို့ရဲ့အေရှန်တောင်လေးပေါ့ဟိုအန်လို့တော့ထွက်တာပဲအနည်းဆက်ဆုံးတူအောင်တော့အဲ့လိုမျိုးထွက်လိုက်တာပဲသူတို့အတန်လည်းအတိအကျကြီးမထွက်တော့လေသူက BNN တောင်ပိုင်းမှာရှိရခီးသွားအတော်လေးကိုများတဲ့ရှေးရောက်မြို့တော်တစ်ခုပေါ့နော်မင်းတို့သွားတော့ဆိုလို့ရှိရင်တော့ကာကြီးခီးသွားရတော့တော်တော်များတယ်သူထူခြားချက်အနေနဲ့ပြောရမယ်ဆိုရင်သူက UNESCO ဝင်ထားတာ1999ဒီဇင်ဘာလောက်ကထင်တယ်ဟုတ်တယ်1999မှာပဲ UNESCO ဝင်ခဲ့တဲ့မြို့လေးပါသူရဲ့ဒီတစ်မြို့လုံးကကိုထူခြားနေရဘာထူးခြားလဲဆိုတော့တစ်မျိုးလုံးအောင်ထူးခြားနေရအိမ်လေးတွေစောက်ထားတဲ့ပုံစံတွေဒီကာလာသင်းကအဝါရောင်နဲ့ကာလာဆွဆွလေးတွေပေါ့နော်အဲ့လိုတုံထားတာကိုထူးခြားနေရဒီသူရဲ့လမ်းလေးတွေအိမ်လေးတွေမြင်လိုက်ပြီဆိုရင်ဒီရှေးဟောင်းခေတ်တဲ့ကိုရောက်သွားသလိုပုံစံမျိုးဖြစ်တဲ့အထိအိမ်လေးတွေကတော်တော်လေးကိုလှတယ်သူတို့ရဲ့ဒီမြို့ထဲမှာရှိတဲ့အိမ်တွေရောက်ခီးသွားတွေကိုဆွဲဆောင်တဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်လဲမယ်ဆိုလို့ရှိရင်တော့မင်းအကြံပေးရမယ်ဆိုရင်တော့ဟိုရန်ကိုတညအိတ်လောက်တော့လေစီခြင်းတယ်ဘာလို့ဆိုတော့ညပိုင်းနဲ့နေ့ပိုင်းနဲ့အလှမတူညပိုင်းဆိုလို့ရှိရင်လည်းဒီမြစ်ထဲမှာလက်တင်မြစ်ထဲတင်နေအဲ့မြစ်ထဲမှာမီးပုံးလေးတွေမျောတယ်ပေါ့နော်အဲ့လိုပွဲလေးတွေလည်းရှိတယ်သူကတရက်နဲ့တရက်ပွဲလောက်တဲ့ရက်ကတော့မတူတော့ဘယ်နေ့မှလုပ်မယ်ဆိုတော့ကိုယ့်ကိုလေ့လာစုံစမ်းပြီးတော့သွားမယ်ပေါ့နော်အခုလိုလမ်းကြားလေးတွေဒီလိုလမ်းကြားလေးတွေဝင်ပြီးဆိုတော့လမ်းကလုံးဝလိုဆိုင်ကယ်နှစ်စီးမရှောင်တာဘူးအဲ့လိုလမ်းချင်းလေးလည်းရှိရယ်ဒီလမ်းချင်းလေးကနေထွက်လာပြီဆိုလို့ရှိရင်ဒီလက်တန်မြစ်ကိုအဲ့လက်တန် road နဲ့လက်တန် river ကိုရောက်တယ်ပေါ့နော်တမျိုးလုံးကလေလဲစရာပတ်စရာတွေနဲ့ပြီးကြရင်အကုန်လုံးကနေရာတိုင်းကဓာတ်ပုံရရင်လှနေတဲ့နေရာလေးဆိုတော့ဓာတ်ပုံကရိုင်းနေကိုလေမောပြီးတော့မရိုက်ချင်တဲ့အထိကိုလှတာအပူပြောရမဟုတ်ဘူးရဲ့နောက်တစ်ခေါက်လေမင်းသွားမှညပိုင်းမရောက်ခဲ့လိုက်ဘူးခရီးရလဲမင်းသွားရက်မှမုံတိုင်းဝင်နေရက်နဲ့တိုးနေရဆိုတော့ဒါမဲ့ဒါတောင်ကန်ကောင်းလို့မိုးမရွာလိုက်တာတနန်းမှာတော့ဆိုတော်တော်မိုးသေးတော့တနန်းကဘာမှမရောက်လိုက်ဘူးတနန်းကနေဆိုရင်ဒီဟိုအန်က45မိနစ်60တနာရီလောက်ပဲမောင်းရတယ်ပေါ့နော်တကယ်တနာရီလောက်တောင်မကြာပါဘူးcoconut boat လည်းရှိတယ်ဒါကတော့ Asian Town ပေါ့နော် main video မှာပါတော့ Asian Town မှာ coconut boat လည်းရှိသေးတယ်အဲ့ဒီကတော့နောက်ထပ် video တစ်ခုအနေနဲ့ထပ်လာခဲ့မယ်ပေါ့နော်အဓိကသူ့မှာလဲဖို့နေရာတွေက Latin Road ရှိမယ် Latin River ရှိမယ်Japanese Bridge ပေါ့နော် Japanese Bridge ကအခုရောက်မှာပါအဲ့ Bridge ကဒီမင်းတို့ Vietnam ငွေ2000မှာပါတယ်ပုံထဲမှာပါတယ်တရားလေးအဲ့ဒီဟာရောက်တော့မသိလားပြန်ရောက်မှပတ်စံကြည့်တွေ့ရသူများရေးဆိုလို့ရှိရင်ပတ်စံလေးကင်ပြီးတော့အနားလေးမှာတပ်ပုံရိုက်ခဲ့တာဒီကီအဘက်ကိုရောက်ပြတဲ့ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးရိုက်ခဲဖို့မြင်ကြံပြီးချင်ပါတယ်မိုးမန်းဟွိုင်အန်နဲ့နောက်ထပ်ဟိုအန်နဲ့နောက်ထပ် old house ဆိုပြီးတော့နောက်ထပ်နှစ်ခုနဲ့နေရာရှိသေးတယ်မင်းအဲ့ဒီ၅ခုလုံးလင်းနေဥမမှာညွှန်ပေးထားမယ်နော်ဒီ Asian Town တွေကတော့ဒီလောက်ပါပဲအဓိကပြောချင်တာကတော့ရာသီဥတုပေါ့တော်တော်ရာသီဥတုဆိုတာမလို့ရာသီဥတုသွားလိုက်မယ်ဆိုလို့ရှိရင်တော့ရာသီဥတုကိုအဓိကထားလေ့လာပြီးတော့သွားလိုက်ပါလို့ညင်ချက်ပေးချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်